ဒီကဘာပေါ်မှာသူတက်ခဲ့တဲ့တားကောင်တွေရဲ့အလောင်းတွေကိုသူ့ရဲ့ကြောကုန်းပေါ်မှာတည်ပိုးပြီးစုဆောင်းထားတတ်တဲ့လူသက်သမားအင်းဆက်တစ်ကောင်ရှိပါတယ်ဒီသူတို့ရဲ့အဓိကပြစ်မှတ်ဖြစ်တဲ့ပရွက်စိတ်တွေကတော့သူတို့နာကိုဒီချင်းကပ်လာတဲ့ဒီကောင်ကြီးကိုသူတို့ရဲ့တငယ်ချင်းပရွက်စိတ်တစ်ကောင်လိုပဲထင်နေကြတာပါဒါပေမဲ့တတိထားမိလိုက်တဲ့အချိန်မှာတော့အရာအားလုံးကနောက်ကျသွားခဲ့ပါပြီဒီ insert တကောင်ရဲ့နာမည်ကတော့ accession bug လို့ခေါ်ပါတယ်။ Okay ဆိုတော့ဒီနေ့ဗီဒီယိုမှာ तू ကဘလောက်တောင်မှရက်ဆက်ပြီးတော့ဘလို့မျိုးညံနေညံနဲ့များလဲသူ့ရဲ့အမဲလိုက် viewer တွေကဘလို့လဲဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာသေးသေးရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ Okay ပထမဆုံးတစ်ချက်ကတော့အရန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ဒါကဘာလဲဆိုရင်ဒီပိုးကောင်ကအမဲလိုက်တဲ့တလိษံတွေရဲ့အတွင်းကလေးစားအစိတ်ပိုင်းတွေကိုအရေးဖြော်ပြီးတော့ဆုပ်ယူစားတော့တာပဲဖြစ်ပါတယ်။ဒီ accession bug တွေရဲ့နှုတ်သီးတွေကအတချောင်းထက်တောင်မှခြုံထက်ပြီးတော့ပုံမှန်ချိန်မှာတော့သူဘိုက်အောက်မှာခောက်ထားတတ်ပါတယ်ဒါပေမဲ့သူတို့စားမဲ့တားကောင်မြင်ပြီဆိုတော့တားကောင်နာကိုဒါလေးချင်းခဲ့တယ်ချင်းခဲ့ပြီးတော့အဲ့ဒီအစိတ်စူးနဲ့လှမ်းထိုးလိုက်တာပါအဲ့ဒီချိန်မှာဒီသူတို့ရဲ့အစိတ်ကအလွန်ပြင်းထန်ပြီးတော့အစစ်နှစ်ဆင့်နဲ့လှုပ်ဆောင်ပါတယ်ပထမတစ်ဆင့်ကတော့ဒီတားကောင်ကိုဒီစိတ်နဲ့ထိုးလိုက်ပြီဆိုတော့တားကောင်ကမလုံးမရက်နိုင်တော့ပဲအဲ့နေရာမှာဒီလိုကျွန်တော်တို့ဒီခွဲစိတ်ခန်းနဲ့ဝင်ရတော့မယ်ကျွန်တော်တို့ဒီလူသားတွေကိုလူနာတွေကိုဆရာဝန်တွေကဆေးထိုးရတယ်ထုံဆေးပေးသလိုမျိုးဒီလိုမျိုးကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့စိတ်နဲ့မကတ်တော့လို့ဖြစ်ပြီးတော့ဒီအထိုးခံတဲ့နေရာမှာတင်မဲ့ခန္ဓာကိုယ်တစ်ခုလုံးကခံစားမှုမရှိတော့ဘဲနဲ့ရက်နေမှာပဲဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ဒီအစိတ်ရဲ့ပြင်းအားဘလောက်ပြင်းလဲဆိုဒီခန္ဓာကိုယ်ထဲမှာရှိတဲ့ organ system တစ်ခုလုံးအရေးအဖြစ်နဲ့ပြောင်းလဲဖြစ်နိုင်လောက်တဲ့အထိကိုအစိတ်ကပြင်းအားရှိပါတယ်။အဲ့လိုမျိုးဖြစ်သွားတဲ့အခါမှာဆိုတော့ဒီအမဲလိုက်ခံရတဲ့ပရွက်စိတ်လေးရဲ့ကိုယ်ရင်းအင်္ဂါတွေကအရေးပျော်သွားတဲ့အခါကျမှဒီပရွက်စိတ်ကိုယ်တွေကိုထိုးထည့်ထားတဲ့သူရဲ့ခြုံထတဲ့နှုတ်တီးကနေပြီးစတင်လှုပ်ရှားပါတယ်ဘယ်လိုလှုပ်ရှားလဲဆိုရင်လူတစ်ယောက်ကအေးကိုပိုင်နဲ့စုပ်တောင်းနေတယ်လို့မျိုးပရွက်စိတ်လေးဒီအမဲလိုက်ခံရတဲ့အကောင်ရဲ့ကိုယ်တွေကကိုယ်ရင်း organ system တွေကိုအရေးဖြော်ပြီးတော့အားရပါရစုပ်တောက်ပါတယ်ဆိုတော့တွေးကြည့်မယ်ဆိုရင်တော့မှန်ပါတယ်ဒီတလိษံလေးတွေကကျွန်တော်လူသားတွေအရွယ်စားနဲ့ရှင်ရင်တော့ဘာမှမဟုတ်တော့ပဲမဲ့လေဒါပေမဲ့တော်တော်စသိန်းထားဖို့ကောင်းလောက်အောင်အမဲလိုက်တဲ့နီးစနစ်ကအင်မတန်ကိုရက်ဆက်ကြမ်းကြုတ်တဲ့နီးကိုတုံးပြထားတာဖြစ်ပါတယ်။ Okayနောက်တစ်ချက်ကတော့သူတို့ရဲ့အရက်ဆက်ဆုံးအပိုင်းပဲဖြစ်ပါတယ်သူတို့ကသားကောင်ရဲ့ဒီအခန္ဓာကိုယ်ရဲ့အာဟာရတွေကိုစုပ်ယူပြီးကြံခဲ့တဲ့ခန္ဓာကိုယ်အခွန်အလွတ်ကြီးကိုဒီတိုင်းမထားခဲ့ပါဘူးသူတို့ကဘယ်လိုလုပ်လဲဆိုရင်သူတို့ရဲ့ကြောပေါ်မှာထွက်တဲ့ကတ်ဆေးတဲ့ဒီအရေးတစ်မျိုးကြောင့်ဒီသားကောင်ရဲ့အလောင်းတွေသူ့ရဲ့ကြောပေါ်မှာတည်ဆောင်ထားတတ်ပါတယ်ဒီဟာလည်းဘာလို့အဲ့လိုမျိုးသူတို့လုပ်ရလဲဆိုရင်အချက်နှစ်ချက်ရှိပါတယ်ပထမတစ်ချက်ကတော့ရန်သူတွေရန်ကနေကာကွယ်ဖို့ဖြစ်ပါတယ်ခင်ဗျာကံမကောင်းစွာနဲ့ဒီကောင်းကင်ဘုံမှာပြန်နေတဲ့ငှက်တွေကဒီတလိษံကိုအမဲလာလိုက်တယ်ဆိုရင်တောင်မှပဲသူ့ရဲ့ကြောကုန်းကိုလာထိုးဆိုင်ရင်သူကနာကျင်မှုမရှိပဲနဲ့အကာအကွယ်တစ်ခုလိုဒီဟာကိုအသုံးပြုတာပဲဖြစ်ပါတယ်။ Okay နောက်တစ်ခုကတော့သူမဲလိုက်တဲ့ခါမှာဒီဟာဘလောက်အသုံးဝင်လဲဆိုတော့ကျွန်တော်ရှင်းပြပေးခြင်းပါတယ်။ကျွန်တော်ပထမမှာပြောခဲ့သလိုပဲသူတို့ရဲ့အဓိက main စာကပရွက်စိတ်ဖြစ်ပါတယ်ဆိုတော့ပရွက်စိတ်အလောင်းတွေသူ့အမဲလိုက်ခဲ့တယ်ပရွက်စိတ်အလောင်းအသေးကောင်တွေသူ့ရဲ့ကြောကုန်းပေါ်မှာကတ်ထားခြင်းအပြင်သူကဘလို့ပုံစံမျိုးတူလဲဆိုရင်တခြားပရွက်စိတ်တွေအမြင်မှာတော့သူ့ကိုပရွက်စိတ်တစ်ကောင်လိုပဲထင်မှာဖြစ်ပါတယ်ဆိုတော့သူ့အနေနဲ့ကပရွက်စိတ်တွေကြားတဲ့ကိုလေပရွက်စိတ်ဟန်ဆောင်ပြီးတော့အေးစစ်စစ်သွားလာဖြတ်တန်းလို့ရတယ်ဖြတ်တန်းလို့ရပြီးတော့သူ့အမဲလိုက်မဲ့ခါမှာဆိုလေဒီသူ့ကိုယ်ပေါ်မှာတင်ထားတဲ့အလောင်းကောင်တွေကရမ်းကိုအတုံးဝင်ပါတယ်အမှန်တကယ်တော့စဉ်းစားကြည့်မယ်ဆိုရင်တိုးရီခြုံထားတဲ့ဝင်ပလွေတစ်ကောင်ပဲဖြစ်ပါတယ်ခင်ဗျာကဲနောက်ဆုံးတစ်ချက်ကတော့ဒီတလိษံဟာဒီပရွက်စိတ်တွေမကဘူးကျွန်တော်တို့လူသားတွေကိုပဲအနေနဲ့ပေးနိုင်ပါတယ်ဒီ accession bug တွေထဲမှာကအမျိုးအစားခွဲတစ်ခုဖြစ်တဲ့ဒီ kissing bug ဆိုတဲ့အကောင်လေးတွေကလူကိုပဲအနေနဲ့ပေးနိုင်ပါတယ်သူတို့ကညဘက်မှာလူတွေအိပ်ပျော်နေတဲ့အချိန်မှာဒီမျက်နှာနဲ့နှာခမ်းနာကိုနူးနေတဲ့အရေးပြားတွေကိုလာပြီးတော့ကြိုက်တက်လို့သူတို့ kissing bug လို့အမည်ပေးထားတယ်ဖြစ်ပါတယ်ခင်ဗျာသူတို့ကြိုက်လိုက်တဲ့အခါမှာသူတို့ရဲ့ဒီအညစ်အကြေးကနေတစ်ဆင့်ဒီလိုမျိုးဘယ်လိုပြောရမလဲယောဂါတွေပြင်းထန်တဲ့ကူးစက်ယောဂါတွေလူတွေကိုတည်ဆောင်လာပြီးတော့နှလုံးနဲ့အစာချေစနစ်ကိုပျက်စီးကအသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်ခင်ဗျာဆိုတော့ဒီကောင်ကအန္တရာယ်အလွန်များပါတယ်Okay နောက်ဆုံးပိတ်အနေနဲ့ကျွန်တော်ပြောချင်တာကတော့သူ့ရဲ့အမဲလိုက်တဲ့နေရာတခြားဘယ်တလိษံတွေမှာမတူပဲတမူထူးကြပြီးတော့ကြားလိုက်တာနဲ့စသိန်းထားစီအောင်ကောင်းပါတယ်ခင်ဗျာ Okay ဒီကောင်ကတော့ accession bug ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော်ဗီဒီယိုလေးကြည့်နေတဲ့ဆိုရင်တော့ like subscribe လုပ်ခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ကနောက်ခါတွေမှာလည်းဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းပြီးတော့ထူးခြားစမ်းပြတဲ့အရာတွေကိုပဲတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ Ivan မှာကျွန်တော်တို့အခုလိုချင်းပေးချစ်ရှုပေးတဲ့အတွက်ကျွန်တော်တို့ဘက်ကနေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ bye bye